တင်နန်းသားများဤတင်နန်းတဲ့ရောက်ခဲ့စီးပွားဝင်လို့အရှင်တွေလေးတစ်ချက်လောက်ပြောပြပါအောင်ရှင်ဟောတင်နန်းမတက်ရောက်ခင်ရဆိုရင်ကိုယ့်မှာဘာလေးပဲလုံးလုံးသူများငှားထိုင်နေရတာပေါ့ငှားထိုင်နေရတော့ဘယ်လိုပြောမလဲသူများပတ်စံပေးခိုင်းနေရတာပေါ့အဲ့တော့ကိုကလည်းဘာမှနားမလဲဘူးလေနားမလဲတော့အစားရရပတ်စံပုံတာပေါ့ဗျာပြောတယ်ကျွန်တော်တို့တမောဝမ်းကြောင့်တင်နန်းတက်ရောက်ပြီးတဲ့နောက်မှာဝင်ငွေကြောင်းလဲမှုအရှင်တွေလေးလည်းတစ်ချက်လောက်ပြောပြပါအောင်ရှင်ဝင်ငွေပြောင်းလဲမှုဆိုတာတော့ဘေးမှာတော့ကျွန်တော်လိုက်လို့စားဘူးမဟုတ်ဘူးဆိုပြီးနေလို့ကိုယ့်ရန်အလုပ်လေးကိုတော်တော်လက်သမားခွတ်မခိုင်းတော့ဘူးကိုယ့်ဘက်ကနည်းနည်းတောက်လို့မရလေးလောက်တတ်လာတယ်ဆလာဆက်နေအုတ်တက်နေလေးငါတင်းကုတ်လေးဆိုတော့ဒီကန်လေးဆိုတော့အမူးလေးလောက်တာစားကိုယ့်ဘက်ကကိုယ်ရန်ကိုကြပဲလို့တော့ဒီများမပြီးရတော့ဘူးတင်နန်းတက်ရောက်ရတဲ့အကျိုးကျေးဇူးလေးလည်းတစ်ချက်လောက်ပြောပြပါအောင်ရှင်ဟောတင်နန်းတက်ရောက်ခြင်းအကျိုးကျေးဇူးအခုဆိုတော့လက်သမားဆရာတယောက်ကိုကျွန်တော်အော်ကျော်လက်ခံမကွာတော့ဘူးကိုနဲ့ပဲဒီလက်မီကဘလောက်ဆက်တဲ့တရားဘလောက်ထည့်ရမယ်ဆိုတာအချူသားလေးပြီးလာတော့ကိုယ့်အောင်ပေါက်လို့တော့တင်နန်းသားများပြောင်းလဲသွားတဲ့အရှင်တွေလေးလည်းတစ်ချက်လောက်ပြောပြပါအောင်ရှင်တင်နန်းသားပြောင်းလဲရတယ်ဆိုတော့အခုဆိုလို့ရှိရင်ကျွန်တော်လောက်တက်နေတဲ့အတွက်နောက်လာနောက်သားလူငယ်လေးတွေလည်းကျွန်တော်လိုပဲတက်လာအောင်လောက်ကြပါလို့ကျွန်တော်တိုက်တွန်းပါတယ်မင်္ဂလာပါကျွန်တော်ကတော့ဒိုင်မျိုးနဲ့ကျေးလက်ဒေသဖွံ့ဖြိုးတဲ့ဦးစီးဌာနမှမြို့နယ်ဦးစီးမှုဦးအောင်တို့ဖြစ်ပါတယ်ဒိုင်မျိုးနဲ့ကျေးလက်ဒေသဖွံ့ဖြိုးတဲ့ဦးစီးဌာနအနေဖြင့်2024-25ခုပန်တိုင်းနှစ်မှာတော့ဘိုးတိုင်းဒေသအစိုးရရေးဖွဲ့ရမှုနဲ့တဝေးမကျောင်းထောက်ပို့ပြုအခြေခံအချုပ်ရတင်တန်းကို2ရက်12လ2024ရက်နေ့မှ31ရက်12လ2024ရက်နေ့ထိတင်နန်းသား20ဦးနဲ့ဖွင့်ရဆောင်ခဲ့ဖြစ်ပါတယ်အဲ့လိုတင်နန်းဖွင့်ရတဲ့အတွက်ကြောင့်တင်နန်းသားများနေတဲ့တဝေးဝမ်းကြောင်းထောက်ဒီရဲတစ်ခုကိုရရှိပြီးဒီသားတို့ဝင်တိုးပွားရေးကိုဆောင်ရွက်လာတာမှဖြစ်တယ်လို့ယုံကြည်ရပါတယ်ခင်ဗျာဝင်ငွေတင်ပြီးရရှိလာပြီးဖြစ်ပါတယ်ရှင်။တင်နန်းရောက်ခြင်းတွေရရှိတဲ့လူချင်းစုတွေပြပါမယ်ရှင်။အချုပ်တင်နန်းတက်ရောက်ပြီးတော့ကိုတိုင်းလေးဓာတ်ခဲလေးဇီဝအင်းကြီးထမင်းလေးလာစကတ်ချုပ်ရင်းကလေးပေါင်းကြီးအင်းကြီးချုပ်ရင်းများတက်ရောက်ခဲ့ပါတယ်ရှင်။တင်နန်းရောက်ပြီးနောက်ပြောင်းလဲမှုအခြေအနေလေးပြပြပေးပါရှင်။တင်နန်းတက်ရောက်ပြီးနောက်ဒီမရရှိပြီးစာဝင်နေပြီးဆင်ပြလာပါတယ်။ဘိုးရဒေသကြီးကြောက်တကားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတဲ့ဦးစီးဌာနအနေဖြင့်ကျေးလက်နေပြည်သူများရဲ့လူမှုဘဝဖွံ့ဖြိုးတဲ့စီမံရည်ရွယ်၍အသက်မွေးဝမ်းကြောင်းထောက်ပို့ပြုတင်နန်းများကိုဖွင့်လှစ်ပေးလျက်ရှိပါတယ်ရှင်။2024-2025ခုဘဏ္ဍာရေးနှစ်တွင်အသက်မွေးဝမ်းကြောင်းထောက်ပို့ပြုတင်နန်းစတိတမန်တန်ခေးဆက်တင်နန်းကိုတင်နန်းသား20ဦးဖြင့်ကျွန်းကုန်းကျေးရွာဖုံးတော်ကြီးကျောင်းတွင်ပုံကျငွေ3.5တန်းဖြင့်ဖွင့်လှစ်ပေးခဲ့ပါတယ်ရှင်။ဆိုပါတင်နန်းနဲ့တင်နန်းလေးပြဆရာများကတင်နန်းသားများကိုစာရွေးလက်တွေ့ဖြင့်ကျွမ်းကျင်တက်မြောက်အောင်စနစ်တကျသင်ကြားပို့ချခဲ့ပါတယ်ရှင်။တင်နန်းသားများအနေဖြင့်လည်းပဲတင်နန်းကောင်းလာအတွင်းပို့ချပေးသည့်ဘာသာရပ်များကိုစာရွေးရောလက်တွေ့ပါစနစ်တကျသင်ကြားလေ့လာခွင့်ရရှိခဲ့ပါတယ်ရှင်။
ယခုလိုကျေးလက်ဒေသဖွံ့ဖြိုးတဲ့ဦးစီးဌာနမှဖွင့်လှစ်ပေးသည့်အသက်မွေးဝမ်းကြောင်းထောက်ကူပြုတင်နန်းစတီးတန်ပန်းတန်လေးချက်တင်နန်းကိုတရားအားဖြင့်ဖြင့်ကျေးလက်နေပြည်သူများရဲ့လူမှုဘဝဖွံ့ဖြိုးတဲ့လာပြီးအလောက်အကန့်အခွင့်အလမ်းများရရှိကာမိသားစုစာဝင်နေရဲ့အတွက်တစ်ဖက်တစ်လမ်းမှအထောက်အကူပြုနိုင်မှာဖြစ်ပါကြောင်းတင်ဆက်လိုက်ရပါတယ်